အားလုံးပဲမင်္ဂလာပါနော်ကျွန်တော်ရဲ့ AHM 2D channel ကနေပြီးတော့နှွေးထွေးစွာကြိုဆိုလိုက်ပါရနော်ကိုယ်များအားလုံးပဲဒီဗီဒီယိုလေးကဆိုလို့ရှိရင်တော့ကျွန်တော်တို့24ရက်3လ2025ကနေပြီးတော့28ရက်3လ2025အထိကိုကျွန်တော်အနေနဲ့အတိတ်စာရဲတွေကိုစူးစီးပြီးတော့တင်ဆက်ပြသပေးထားတဲ့ဗီဒီယိုဒုတိယပိုင်းပဲဖြစ်ပါရနော်ဒါကြောင့်မလို့ကိုမတို့အနေနဲ့ကဒီဗီဒီယိုထဲမှာမိမိတို့လိုချင်တဲ့အတိတ်စာရဲတွေပါလာခဲ့တယ်ဆိုလို့ရှိရင်တော့နော်တခါတည်း screenshot ရိုက်ပြီးတော့ယူထားပေးပါနော်တကယ်လို့ကိုမတို့လိုချင်တဲ့အတိတ်စာရဲတွေဟာဒီဗီဒီယိုထဲမှာပါမလာခဲ့သေးဘူးဆိုလို့ရှိရင်လည်းဒီတစ်ခါဗီဒီယိုထဲမှာတွားရောက်ပြီးတော့ရှာကြည့်လို့ရပါတယ်နော်အဲ့လိုမှမဟုတ်ဘဲနဲ့ဗီဒီယိုပထမပိုင်းကောဒုတိယပိုင်းကောမှာကိုမတို့လိုချင်တဲ့အတိတ်စာရဲတွေပါမလာခဲ့သေးဘူးဆိုလို့ရှိရင်တော့ဒီဗီဒီယိုရဲ့ comment ထဲမှာကျွန်တော်ရဲ့ Telegram channel link ကိုချပေးတတ်ပါတယ်အဲ့ဒီ channel လေးကိုလည်းမ join ရသေးလို့ရှိရင်တစ်ခါတည်းတွားရောက်ပြီးတော့ join ခဲ့ကြပါအောင်လို့ပြောလိုက်ပြစီဗျာနော်ကိုမတို့အနေနဲ့ကကျွန်တော်ရဲ့ Telegram channel လေးကိုတွားရောက်ပြီးတော့ join ထားမယ်ဆိုလို့ရှိရင်ပတ်တိုင်းရဲ့အတွက်အတိတ်စာရဲ့အစုံလင်နဲ့ပြီးလို့ရှိရင်နေတိုင်းအတိတ်စာရဲ့အစုံလင်ကောနောက်ပြီးလို့ရှိရင်နေတိုင်းကဏ္ဍတွေကိုလည်းတခါတည်း free issue ရမှာပဲဖြစ်ပါတယ်เนาะဒါကြောင့်မို့လို့ကိုမတို့အနေနဲ့ကเนาะဒီဗီဒီယိုကိုပြီးဆုံးအောင်ကြည့်ပြီးသွားတဲ့အခါမှာကျွန်တော်ရဲ့ Telegram channel လေးကိုတွားရောက်ပြီးတော့မ join ရသေးဘူးဆိုလို့ရှိရင်ဒီဗီဒီယိုရဲ့ comment ထဲမှာကျွန်တော်ရဲ့ Telegram channel link ကိုချပေးထားပါတယ်အဲ့ဒီ channel လေးကိုလည်းတခါတည်းတွားရောက်ပြီးတော့ join ခဲ့ကြပါဦးလို့ပြောလိုက်ပြစီဗျာเนาะโอเคဒါကတော့ရွှေကုတ်ကိုကတ်ကလေးပဲဖြစ်ပါတယ်เนาะโอเคဒါလေးကတော့ဂမ်ဘီယာကတ်ကလေးပဲဖြစ်ပါတယ်เนาะဂမ်ဘီယာကတ်ကလေးကိုအသုံးပြုတဲ့သူများကလည်း screenshot ရိုက်ထားပါဒါလေးကတော့ညံကြီးရှင်ကတ်ကလေးပဲဖြစ်ပါတယ်เนาะညံကြီးရှင်ကတ်ကလေးကိုအသုံးပြုတဲ့သူများကလည်း screenshot ရိုက်ထားပါเนาะဟုတ်ကဲ့ကိုမများအားလုံးပဲပေါ့เนาะကျွန်တော်ရဲ့ YouTube channel လေးကိုလည်း subscribe မလုပ်ကြသေးဘူးဆိုရင် subscribe လုပ်ခဲ့ပေးပါဦးเนาะဗီဒီယိုတင်တိုင်းမှာသိရအောင်လုံးတဲ့ဘေးနားက notification ခေါင်းလောင်းလေးကိုတစ်ခါတည်းနှိပ်ခဲ့ပေးဖို့အကြံပေးလိုက်ပါတယ်เนาะโอเคဒါလေးကတော့လောပန်ကတ်ကလေးဖြစ်ပါတယ်เนาะလောပန်ကတ်ကလေးကိုအသုံးပြုတဲ့သူများကလည်း screenshot ရိုက်ထားပါဒါကတော့တန်နာရဲ့နေ့တိုင်းတင်းလာနေ့အတွက်ကတ်ကလေးပဲဖြစ်ပါတယ်เนาะโอเคဒါလေးကတော့တန်နာရဲ့အင်္ဂါနေ့အတွက်နေ့တိုက်ကတ်ကလေးဖြစ်ပါတယ်အသုံးပြုတဲ့သူများကလည်း screenshot ရိုက်ပြီးတော့ယူထားပေးပါเนาะဒါလေးကတော့တန်နာရဲ့ဗုဒ္ဓဟူးနေ့အတွက်ကတ်ကလေးပဲဖြစ်ပါတယ်เนาะဒါလေးကတော့တန်နာရဲ့ဂျာတာပရင်းနေ့အတွက်နေ့တိုက်ကတ်ကလေးပဲဖြစ်ပါတယ်အသုံးပြုတဲ့သူများကလည်း screenshot ရိုက်ထားပါโอเคဒါလေးကတော့တန်နာရဲ့တောက်ကြနေ့အတွက်နေ့တိုက်ကတ်ဖြစ်ပါတယ်အသုံးပြုတဲ့အကူမများအားလုံးက screenshot ရိုက်ထားပါเนาะโอเคဒီကတ်ကလေးကတော့အရဟံကတ်ကလေးပဲဖြစ်ပါတယ်เนาะအရဟံကတ်ကလေးကိုအသုံးပြုရတယ်ဆိုတဲ့အကူမများအားလုံးက screenshot ရိုက်ထားပါဒါလေးကတော့ကွယ်ယုံမဲတော်ကတ်ကလေးပဲဖြစ်ပါတယ်เนาะကွယ်ယုံမဲတော်ကတ်ကလေးကိုအသုံးပြုပါတယ်ဆိုတဲ့အကူမများအားလုံးကလည်းပဲသူ့ရဲ့ရှေ့ဘက်ချမ်းနဲ့နောက်ဘက်ချမ်းနဲ့ကိုတခါတည်း screenshot ရိုက်ထားပါโอเคဒါလေးကတော့ပြင်းမင်းသမီးကတ်ကလေးပဲဖြစ်ပါတယ်เนาะပြင်းမင်းသမီးကတ်ကလေးကိုအသုံးပြုပါတယ်ဆိုတဲ့အကူမများအားလုံးကလည်းပဲသူ့ရဲ့ရှေ့ဘက်ချမ်းနဲ့နောက်ဘက်ချမ်းနဲ့ကိုတခါတည်းတွားရောက်ပြီးတော့ screenshot ရိုက်ထားပါเนาะโอเคဒါလေးကတော့ပြင်းမင်းသမီးရဲ့နောက်ထပ်ထွက်ရှိထားတဲ့ကတ်ကလေးပဲဖြစ်ပါတယ်เนาะဒါလေးကတော့အောင်နမိတ်တက်ဂျိုကတ်ကလေးပဲဖြစ်ပါတယ်အောင်နမိတ်တက်ဂျိုကတ်ကလေးကိုအသုံးပြုပါတယ်ဆိုတဲ့အကောင်များအားလုံးကလည်းပဲသူ့ရဲ့ရှေ့ဘက်ချမ်းနဲ့နောက်ဘက်ချမ်းနဲ့ကိုတခါတည်းတွဲပြီးတော့ screenshot ရိုက်ထားပါเนาะဒါလေးကတော့ဘာမူးလဲကတ်ကလေးပဲဖြစ်ပါတယ်เนาะဘာမူးလဲကတ်ကလေးကိုအသုံးပြုပါတယ်ဆိုတဲ့အကောင်များအားလုံးကလည်းပဲသူ့ရဲ့ရှေ့ဘက်ချမ်းနဲ့နောက်ဘက်ချမ်းနဲ့ကိုတခါတည်း screenshot ရိုက်ထားပါเนาะโอเคဒါကတော့ပေါက်ကြော်မကတ်ကလေးပဲဖြစ်ပါတယ်เนาะပေါက်ကြော်မကတ်ကလေးကိုအသုံးပြုတဲ့သူများကလည်း screenshot ရိုက်ထားပါဒါလေးကတော့အဘတာပေါင်းချိုင်းကတ်ကလေးဖြစ်ပါတယ်เนาะအဘတာပေါင်းချိုင်းပိုက်ကလေးကိုအသုံးပြုတဲ့သူများကလည်း screenshot ရိုက်ထားပါเนาะโอเคကိုမများအားလုံးပဲပေါ့เนาะကျွန်တော်ကပြောခဲ့တဲ့အတိုင်းเนาะဒီဗီဒီယိုထဲမှာကိုမတို့လိုချင်တဲ့အတိတ်စာတွေပါလာခဲ့တယ်ဆိုလို့ရှိရင်တော့တခါတည်း screenshot ရိုက်ပြီးတော့ယူထားပေးပါเนาะတကယ်လို့ကိုမတို့လိုချင်တဲ့အတိတ်စာရဲတွေကဒီဗီဒီယိုထဲမှာပါမလာခဲ့သေးဘူးဆိုလို့ရှိရင်ကျွန်တော်ပထမတစ်ခါတင်ပေးထားတဲ့ဗီဒီယိုပထမပိုင်းမှာလည်းတော့ရောက်ပြီးတော့ရှာကြည့်လို့ရတယ်ပေါ့နော်တကယ်လို့ကိုမတို့လိုချင်တဲ့အတိတ်စာရဲတွေဟာဗီဒီယိုပထမပိုင်းကောဒုတိယပိုင်းကောမှာပါမလာခဲ့သေးဘူးဆိုလို့ရှိရင်တော့ဒီဗီဒီယိုရဲ့ comment ထဲမှာကျွန်တော်ရဲ့ Telegram channel link ကိုချပေးထားပါတယ်အဲ့ဒီ channel လေးကိုတော့ရောက်ပြီးတော့ join ထားပြီးတော့ကိုမတို့လိုချင်တဲ့တိတ်စာရဲတွေကိုလည်းတော့ရောက်ပြီးတော့ရှာကြည့်လို့ရပါတယ်နော်
ဒါကြောင့်မလို့ကိုမတို့အနေနဲ့ကကျွန်တော်ရဲ့ Telegram channel လေးကိုတော့ရောက်ပြီးတော့ join ထားမယ်ဆိုလို့ရှိရင်အပတ်တိုင်းအတွက်အတိတ်စာရဲ့အစုံလင်နဲ့နေတိုင်းအတိတ်စာရဲ့အစုံလင်ကိုနောက်ပြီးလို့ရှိရင်နေတိုင်းကဏ္ဍတွေကိုလည်းဖိကြည့်ရှုရမှာပဲဖြစ်ပါတယ်เนาะဒါကြောင့်မလို့ကျွန်တော်ရဲ့ Telegram channel လေးကိုလည်းမ join ရသေးလို့ရှိရင်တခါတည်းတော့ရောက်ပြီးတော့ join ခဲ့ကြပါဦးလို့ပြောလိုက်ပါစီဗျာเนาะဟုတ်ကဲ့ဒါလေးကတော့ရွှေလေးပြာကကလေးပဲဖြစ်ပါတယ်เนาะရွှေလေးပြာကကလေးကိုအသုံးပြုရတယ်ဆိုတော့အကုန်များအားလုံးကလည်းပဲသူ့ရဲ့ရှေ့ဘက်ခြမ်းနဲ့နောက်ဘက်ခြမ်းကို screenshot ရိုက်ပြီးတော့ယူထားပါဟုတ်ကဲ့ဒါကတော့ဘာမူလဲကကလေးပဲဖြစ်ပါတယ်เนาะဘာမူလဲကကလေးကိုအသုံးပြုပါတယ်ဆိုတော့အကုန်များအားလုံးကလည်းပဲသူ့ရဲ့ရှေ့ဘက်ခြမ်းနဲ့နောက်ဘက်ခြမ်းနဲ့ကို screenshot ရိုက်ပြီးတော့ယူထားပေးပါเนาะဟုတ်ကဲ့ဒါလေးကတော့ပြင်းသမီးရဲ့ကျွေးပြတ်ရောင်စုံကကလေးပဲဖြစ်ပါတယ်เนาะဒီကကလေးကိုအသုံးပြုတဲ့သူများကလည်း screenshot ရိုက်ထားပါဟုတ်ကဲ့ဒါကတော့ internet ကကလေးပဲဖြစ်ပါတယ်เนาะ internet ကကလေးကိုအသုံးပြုတဲ့သူများကလည်း screenshot ရိုက်ထားပါเนาะဟုတ်ကဲ့ဒါကတော့အောင်နမိတ်ရဲ့အနီးကပ်ဖြစ်ပါတယ်เนาะဒီကကလေးကိုအသုံးပြုတဲ့သူများကလည်း screenshot ရိုက်ထားပါเนาะဟုတ်ကဲ့ဒီကကလေးကတော့ဘန်ကောက်ကကလေးဖြစ်ပါတယ်เนาะဘန်ကောက်ကကလေးကိုအသုံးပြုတဲ့သူများကလည်း screenshot ရိုက်ထားပါเนาะဟုတ်ကဲ့ဒါလေးကတော့ရွှေစည်းကွက်ကကလေးဖြစ်ပါတယ်ရွှေစည်းကွက်ကကလေးကိုအသုံးပြုတဲ့ကွန်များအားလုံးကလည်း screenshot ရိုက်ထားပါเนาะဟုတ်ကဲ့ဒါလေးကတော့ကမ္ဘာဖလားကကလေးဖြစ်ပါတယ်ကမ္ဘာကကလေးကိုအသုံးပြုပါတယ်ဆိုတဲ့အကွန်များအားလုံးကလည်းပဲ screenshot ရိုက်ထားပါเนาะဟုတ်ကဲ့အကွန်များအားလုံးပဲဒီကကလေးလည်း screenshot ရိုက်ထားပါเนาะ